မနတ်ဆိုတာဟာတခြားဘာသာတွေမှာလည်းပဲစေတံဆိုပြီးတော့မနတ်သဘောတွေရှိနော်ဒီဗုဒ္ဓရဲ့ဗုဒ္ဓဝင်ထဲမှာလည်းပဲမာရဆိုတဲ့မနတ်ရှိစာပေကျမ်းကအရာပြောမယ်ဆိုလို့ရှိရင်မာရ၅မျိုးရှိတယ်ပေါ့မြတ်စွာဘုရားရဲ့ဒီပိဋကတ်တော်မှာလေ့လာကြည့်မယ်ဆိုရင်ကိလေသာတွေကိုလည်းမာရလို့ခေါ်တာရှိတယ်နောက်တစ်ခါခန္ဓာကိုလည်းမာရလို့ခေါ်တယ်မာရဆိုတာသေစေတတ်တယ်ဖြတ်သမားလို့အဓိပ္ပာယ်ရတယ်ပေါ့နော်ဖြတ်စည်းတတ်တယ်သေစေတတ်တယ်ဒီလိုဆိုလို့တတ်တတ်တယ်ဆိုအဓိပ္ပာယ်ခန္ဓာဟာလည်းပဲလူတွေသေတာဟာခန္ဓာရဲ့ဖြတ်စည်းမှုပဲလို့ဒီလိုပြောရဒါကြောင့်မလို့ခန္ဓာကိုလည်းမာရလို့ခေါ်တယ်ကိလေသာတွေဟာလည်းပဲတရားတွေကိုပျက်စီးစေတတ်လို့ကိလေသာတွေကိုလည်းမာရလို့ခေါ်တယ်အဘိသင်္ခါရလို့ဆိုတဲ့ကံတရားတွေဟာလည်းတရားတွေတန်တရားထဲမှာအချိန်ချင်းသေဖို့ရာအတွက်လှုပ်ဆော်ပြီးတော့ဥဆောင်ပြီးတရားတွေတန်တရားထဲမှာအချိန်ချင်းဖြစ်စေတာဖြစ်သောကြောင့်သူတို့ကိုလည်းမာရလို့ခေါ်တယ်တခါလူတွေရဲ့ဘဝအဆုံးသတ်တဲ့တင်စားပြီးခေါ်တဲ့သေမင်းဆိုတာကိုလည်းသေတတ်တဲ့သဘောကိုလည်းမာရလို့ခေါ်တယ်အခုဒီဝဒဝတိနတ်ဘုံမှာနေတဲ့စိတ်ကောင်းနှလုံးကောင်းမရှိတဲ့ဆိုးရုပ်တဲ့အတွေးတွေနဲ့သူတော်ကောင်းတွေကိုလိုက်ပြီးနှောက်ယှက်ခြင်းနဲ့ဒီနတ်ကိုလည်းပဲမာရလို့ခေါ်တယ်ဒါကတော့လူတွေထဲမှာလည်းပဲဒီဇယိုက်ဆိုးတွေရှိတဲ့လူတွေရှိတတ်တာနတ်တွေထဲမှာလည်းပဲဇယိုက်ဆိုးတဲ့နတ်လို့ခေါ်ဇယိုက်ဆိုးတဲ့လူတို့ဇယိုက်ဆိုးတဲ့နတ်တို့ဇယိုက်ဆိုးတဲ့တရားတို့ဆိုတာဟာသူ့ဇယိုက်အလောက်ကိုယ်နဲ့ဆိုင်သည်ဖြစ်စေမဆိုင်သည်ဖြစ်စေကောင်းတာဆိုမကြည့်ချင်ဘူးဒုက္ခပေးဖို့အတွက်သူဟာလောကထဲမှာဖြစ်ပေါ်လာတယ်လို့ပဲလူတကာကိုလှည့်ပြီးဒုက္ခပေးတဲ့လူတွေဆိုတာလည်းရှိကြတယ်လေလောကမှာလူတကာလိုက်ပြီးတော့ဒုက္ခပေးတတ်တဲ့လူမျိုးတွေလူဆိုးတွေဇယိုက်ဆိုးတွေဒါမျိုးတွေရှိတယ်အဲ့ဒါလိုပဲနတ်ဖြစ်တဲ့အခါမှာလည်းပဲနတ်ဇယိုက်ဆိုးတဲ့နတ်ဖြစ်တယ်အဲ့ဒီဇယိုက်ဆိုးတဲ့နတ်ဖြစ်သည့်အတွက်ကြောင့်လောကလူသားတွေအကျင့်ကောင်းကောင်းနဲ့နေကြထိုင်ကြတာကိုအလိုလိုမျက်စိစပွဲမွေးစုပြီးမကြိုက်တာနော်မျက်စိစပွဲမွေးစုပြီးတော့မကြိုက်တာအဲ့လိုမကြိုက်လို့ပြက်လို့ပျက်စီးလိုက်ပြီးတော့လှုပ်တာအဲ့ဒါမျိုးဒေဝဗုဒ္ဓမာရလို့ခေါ်တယ်ပေါ့